အခုလက်ရှိမှာ UK student visa ကိစ္စရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေရလားအဲ့အတွက်တော့စိတ်မပူပါနဲ့တက်တွင်းမှာအဖြေရှိပါတယ် UK ဘွဲ့ကိုမလေးရှားမှာကျောင်းတက်ပြီးတော့သွားရောက်ပြီးတော့ရယူနိုင်ပါပြီ။ UK ဘွဲ့ကိုမလေးရှားမှာသွားယူရမယ်ဆိုလို့မရဖြစ်သွားလားအဲ့အတွက်ရှင်းပြပေးပါမယ်ရှင်အဲ့ဒါကတော့မလေးရှားမှာရှိတဲ့ Lincoln University မှာကျောင်းသွားတက်ရောက်ပြီးတော့ UK မှာကျောင်းသွားတက်ရောက်တယ်လို့မျိုး UK ရဲ့ဘွဲ့ကိုကျောင်းစရိတ်တက်တာနဲ့ရရှိမှာပဲဖြစ်ပါတယ်ရှင်ပညာရေးချင်းတွေနဲ့ကတော့ GED IGCSE အဲ့ဒီအပြင်အစိုးရအထက်တန်းအောင်မြင်ထားသူမြည်သူမဆိုတက်ရောက်နိုင်တယ်လို့ကိုက IELTS 5.5 နဲ့အထက်လက်မှတ်ရှိထားတယ်ဆိုလို့ရှိရင်လည်းပညာသင်စုအခွင့်အရေးတွေကိုပါရရှိနိုင်အောင်ပါဒီလိုအခွင့်အရေးမျိုးကကိုယ့်အတွက်အချိန်ကိုငွေကြေးသက်သာစေတဲ့အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်ရှင်။ကျောင်းကကိုရွေးချယ်တက်ရောက်လို့တဲ့မေဂျာတွေကိုရွေးချယ်တက်ရောက်လို့ရတာကလည်းဒီကျောင်းရဲ့အားသာချက်တစ်ခုပါပဲရှင်။တဲ့ရဲ့ပညာရေးအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်တိုင်းပင်ဆွေးနွေးဖို့အတွက် The Dream ရဲ့ Education Consultant တွေကအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်တဲ့ရဲ့ပညာရေးလမ်းကြောင်းတွေအတွက် The Dream ကိုအမြန်ဆုံးပဲလမ်းလာလိုက်ပါတော့ရှင်။